လူလိမ္မာပညာရှိဆိုတာလူလောကမှာချီးမွမ်းရတဲ့ပုဂ္ဂိုလ်မျိုးပဲလူတိုင်းဟာလူလိမ္မာပညာရှိမဖြစ်ဘူးလူလိမ္မာပညာရှိဖြစ်ဖို့ဆိုတာဆရာကောင်းသမားကောင်းတွေမိကောင်းဖကောင်းတွေရဲ့တွင်တင်ဆုံးမမှုကိုရရှိတဲ့ပုဂ္ဂိုလ်မှသာလေလူလိမ္မာပညာရှိဖြစ်ကြတယ်ဆုံးမဩဝါဒမခံယူဘဲနဲ့ဒီဘဝမှာလူလိမ္မာပညာရှိဖြစ်လာတဲ့ပုဂ္ဂိုလ်ဟာလေဘဝကနေပြီးတော့ဆုံးမဩဝါဒပေးတာတွေကိုနာခံခဲ့လို့လူလိမ္မာပညာရှိဖြစ်ကြတာတဲ့လောကမှာသူ့အလိုလျောက်လူလိမ္မာပညာရှိဆိုတာဖြစ်ဖို့ရအမတန်မှခဲရင်တယ်ပေါ့လိမ္မာတယ်ဆိုတာဆိုးကံချင်းရဲ့စัจ jin မဲ့စကားတစ်ခုပေါ့ယဉ်ကျေးတယ်လိမ္မာတယ်မဆိုးဘူးဆိုးတဲ့အကျင့်တွေကိုမကျင့်ဘူးလိမ္မာရေးချရှိတယ်ပညာရှိဆိုတာကတော့အရာရာမှာစဉ်းစဉ်းစားစားလုပ်တတ်တယ်စိတ်ကူးကြံစီတဲ့နေရာမှာလည်းပဲအသိပညာရှိတယ်စကားပြောတဲ့နေရာမှာလည်းပဲအသိပညာရှိတယ်အလုပ်အကိုင်ဆောင်ရွက်တဲ့နေရာမှာလည်းပဲအသိပညာရှိတယ်ပညာရှိဆိုတဲ့စကားလုံးကိုပါဠိဘာသာမှာပန္တိတာလို့ဒီလိုခေါ်တယ်ပန္တိတာဆိုတာသင်္သာတာပန္တာအတ္တာတိပန္တိတောလို့ပါဠိဘာသာနဲ့ဖွင့်ဆိုတဲ့ဝဆနထရဲ့အရာပြောမယ်ဆိုရင်အရာရာမှာပညာဖြင့်တွေးတယ်ပညာဖြင့်ပြောတယ်ပညာဖြင့်လုပ်ကင်ဆောင်ရွက်တယ်လို့ဘာလုပ်ဘာပြောဘာကြံအသိပညာရှိသွားရှိပြီးတော့လုပ်တဲ့ပုဂ္ဂိုလ်ပညာရှိလို့ဒီလိုခေါ်တာဒီကနေ့ခေတ်မှာသတ်မှတ်တဲ့ပညာရှိဆိုတာကတော့အတိုင်းအတာတစ်ခုအရစာပေပဲဖြစ်စေအကြောင်းအရာတစ်ခုပဲဖြစ်စေသင်ကြားလို့တတ်မြောက်လာတဲ့ပုဂ္ဂိုလ်ကိုပညာရှိလို့ပညာရှင်လို့ဒီလိုခေါ်ကြတယ်ပေါ့သို့တော်လည်းတကယ်ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ကြတော့အရာရာမှာစဉ်းစဉ်းစားစားလောက်ကင်ဆောင်ရွက်တတ်တဲ့ပုဂ္ဂိုလ်မှတကယ်ပညာရှိလို့ဒီလိုပြောရမှာပေါ့ကောင်းပြီလူလိမ္မာပညာရှိလို့သိဖို့ရအကြောင်းဘယ်နှမျိုးရှိသလဲလို့မြတ်စွာဘုရားကဘာလပဏိတသုတ်မှာဟောထားတာရှိတယ်ပညာရှိဆိုတဲ့လူလိမ္မာပညာရှိလို့ခေါ်ဖို့ရအတွက်အမှတ်အသားတွေကဘာတွေတုံးလို့ဆိုတော့ကောင်းတဲ့အကြံကိုကြံစည်ခြင်းသူစိတ်တိတစိတ်တိသူကြံတွေးတဲ့အချက်လက်တွေဟာကောင်းတဲ့အကြံစီတွေသာဖြစ်တယ်သူဘာတိတဘာတိကောင်းတဲ့စကားကိုသာပြောဆိုခြင်းသူကတကာမကာရီကောင်းတဲ့အလုပ်ကိုသာပြုလုပ်ခြင်းလို့ဟောဒီအင်္ဂါ၃ချက်အမှတ်သား၃မျိုးဟာပညာရှိလို့သိခြင်းအကြောင်းပါပဲတဲ့လူတယောက်တွေးနေတာကိုဘယ်လိုလုပ်သိနိုင်မလို့ဆိုတော့သူ့ရဲ့အတွေးကိုဘာနဲ့ဆုံးဖြတ်ရတော့ဆိုရင်သူပြောတဲ့စကားသူလုပ်တဲ့လုပ်ရဒီနှစ်ခုကအများကိုသိစေနိုင်တယ်ဒါမှမဟုတ်လို့တွေးတဲ့အချိန်မှာမသိပေမဲ့လို့သူပြောလိုက်တဲ့စကားသူလုပ်တဲ့လုပ်ရကိုကြည့်ပြီးတော့ကောင်းတဲ့အတွေးရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆုံးဖြတ်လို့ရတယ်ပေါ့ပြောမယ်ဆိုလို့ရှိရင်ကာယကံဝစီကံမနောကံဆိုတာလို့ကံသုံးပါးနဲ့ပတ်သက်လာလို့ရှိရင်အပြစ်ကင်းတဲ့အချက်တွေတွေးတောကြံစီလိုက်တယ်ဆိုလိုက်တဲ့အချိန်ကလေးကအများအကျိုးဖြစ်ထွန်းစေတဲ့အချက်လက်တွေကိုတွေးတောကြံစီတယ်ကောင်းသောအကြံအစီဆိုတာဘာကိုပြောတာလဲလို့ဆိုရင်ကိုယ့်အတွက်လည်းကောင်းသောအကျိုးတွေကိုရရှိစေနိုင်တယ်သူတစ်ပါးအတွက်လည်းကောင်းကျိုးချမ်းသာတွေကိုရရှိစေနိုင်တယ်နှစ်ဦးလုံးအတွက်ကောင်းသောကောင်းကျိုးချမ်းသာတွေကိုရရှိစေနိုင်တဲ့အကြံအစီမျိုးဟာကောင်းသောအကြံအစီလို့ဒီလိုသတ်မှတ်ကောင်းတဲ့စကားကိုပြောဆိုတယ်ဆိုတဲ့နေရာမှာကောင်းတဲ့စကားဆိုတာဘယ်စကားမျိုးတုံးဆိုရင်မိမိအတွက်လည်းအကျိုးဖြစ်ထွန်းစေရမယ်နားထောင်တဲ့ပုဂ္ဂိုလ်တိုင်းသူတစ်ပါးအတွက်လည်းအကျိုးဖြစ်ထွန်းစေရမယ်နှစ်ဦးလုံးအတွက်အကျိုးဖြစ်ထွန်းစေရမယ်တဲ့ကောင်းကျိုးချမ်းသာတွေကိုဖြစ်ထွန်းစေတတ်တဲ့စကားကိုကောင်းသောစကားလို့ဒီလိုသတ်မှတ်တယ်ဒါကကောင်းတဲ့အလုပ်ဆိုတာဘာလဲလို့ဆိုရင်မိမိအတွက်လည်းကောင်းကျိုးချမ်းသာတွေဖြစ်ထွန်းစေရမယ်
ဖြစ်ထွန်းစေတယ်သူတစ်ပါးအတွက်လည်းကောင်းကျိုးချမ်းသာတွေဖြစ်ထွန်းစေတယ်နှစ်ဦးလုံးအတွက်ကောင်းကျိုးချမ်းသာတွေဖြစ်ထွန်းစေတယ်ဆိုတဲ့အလုပ်ဟာကောင်းတဲ့အလုပ်ကိုကြိုက်လို့ကောင်းတဲ့အကောင်မျိုးမဟုတ်ဘူးအကျိုးဖြစ်ထွန်းစေတဲ့အခါမှာကောင်းတဲ့အကျိုးတွေကိုဖြစ်ထွန်းစေမှာကောင်းတယ်လို့ဒီလိုသတ်မှတ်ဒါပညာရှိလို့သိခြင်းရဲ့အကြောင်း၃မျိုးပဲတနည်းအားဖြင့်ပြောမှဆိုရင်လူလိမ္မာပညာရှိရဲ့အမှတ်အသား၃မျိုးလို့ဒီလိုခေါ်တယ်အဲ့ဒီလူလိမ္မာပညာရှိဟာလူလောကမှာပေါင်းတိုက်သင်းတိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်စိတ်ကထိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အတူယူပြီးတော့မိကိုအားထားလိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီလိုပညာရှိမျိုးပေါင်းသင်းဆက်ဆံရတဲ့ပုဂ္ဂိုလ်ဟာမင်္ဂလာတစ်ပါးပဲဒါကြောင့်ပဏိတာနိသသေဝနာပညာရှိတွေနဲ့ပေါင်းသင်းဆက်ဆံပါတဲ့ပေါင်းလိုက်တာနဲ့တပြိုင်နက်သူနဲ့ရှင်တွဲပေါင်းသင်းလိုက်တာနဲ့တပြိုင်နက်ပေါင်းသင်းရတဲ့ပုဂ္ဂိုလ်မှာအကျိုးသက်ရောက်မှုတွေဟာဖြစ်ပေါ်လာတယ်သူစကားမလိုက်နိုင်တဲ့အောင်သူ့ကိုအတူယူပြီးတော့မကျင့်သုံးတဲ့အောင်သူနဲ့ဆက်ဆံလိုက်ရုံနဲ့ပဲကောင်းကျိုးချမ်းသာတွေသူ့မှာဘယ်လိုဖြစ်ထွန်းလာဘယ်လိုဖြစ်ထွန်းလာတော့ဆိုရင်စဉ်းစားကြည့်ဖက်ရက်ကလေးတစ်ခုဟာဘာအနံ့မှမရှိဘူးမွေးကြိုင်တဲ့အနံ့မရှိဘူးသို့တော့စပယ်ပန်းလေးထုတ်လိုက်မယ်ဆိုရင်အဲ့ဒီဖက်ရက်ကလေးကမွေးလာတယ်ဘာဖြစ်လို့ဖက်ရက်ဟာမွေးရတယ်လဲလို့ဆိုရင်စပယ်ပန်းနဲ့အတူတကွတည်ရှိလို့ပဲပညာရှိနဲ့ပေါင်းသင်းတယ်ဆိုတာအဲ့ဒီတိုင်းပါပဲတဲ့ပညာရှိရဲ့အမှုအကျင့်ဂုဏ်သတင်းတွေဟာမိမိပေါ်မှာအကျိုးသက်ရောက်မှုဆိုတာဖြစ်ပေါ်လာတတ်တယ်တဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဒါလူလိမ္မာပညာရှိလူလောကမှာရောက်လာလို့ရှိရင်လူလိမ္မာပညာရှိကိုရွေးချယ်ပေါင်းသင်းဖို့လိုအပ်တယ်လူဆိုးလူမိုက်ကိုဝေးဝေးကရှောင်ရမယ်အဲ့တော့လူလိမ္မာပညာရှိဆိုတာကိုရှာကြံပေါင်းသင်းဖို့ဆိုပြီးတော့မြတ်စွာဘုရားကမင်္ဂလာတုတ်ထဲမှာဒုတိယမင်္ဂလာဖြစ်ပေါ်ခြင်းရဲ့အကြောင်းတရားအနေနဲ့ဟောထားတာဘလောက်အရေးကြီးတယ်ဆိုတာလူ့ဘဝရောက်လာရင်ပေါင်းသင်းဆက်ဆံမှုကအရေးကြီးဆုံးဖြစ်လို့မြတ်စွာဘုရားကဟောထားတာဖြစ်တယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေလူ့ဘဝရောက်လာတဲ့ဆိုကြတဲ့ကပညာရှိဆိုတာကိုလည်းသိရမယ်ထိုပညာရှိနဲ့လည်းပေါင်းသင်းဆက်ဆံမှုကြိုးစားရမယ်တဲ့ဓမ္မသာလည်းမိမိအတွက်ဟာကောင်းကျိုးချမ်းသာတွေကိုရနိုင်မယ်ဆင်းရဲဒုက္ခတွေကကင်းဝေးနိုင်တယ်နောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်လူလိမ္မာပညာရှိဆိုတာဘယ်စံနဲ့ပြောရမလဲလို့ဆိုလို့ရှိရင်ဒိဋ္ဌိဓမ္မေစယောအထောယောသထောတံပရာယိကောအထာဘိတမယာဓိရာပဏိတောတိပါဝစတိဆိုတဲ့ဒေသနာတော်လေးရှိတယ်ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဟာမြတ်မောဘဝမှာရရှိနိုင်တဲ့အကျိုးစီးပွားတွေကိုလည်းရအောင်ယူတတ်တယ်တမလွန်ဘဝမှာဖြစ်ပေါ်လာမဲ့အကျိုးစီးပွားတွေကိုလည်းရအောင်ယူတတ်တယ်ဆိုလိုတာကခုရောနောင်ပါအကျိုးရှိရာရှိချောင်းကိုဆောင်ရွက်လုပ်ကိုင်တတ်တဲ့ပုဂ္ဂိုလ်တဲ့ပစ္စုပန်အကျိုးလည်းရတယ်တမလွန်အကျိုးလို့ဆိုတဲ့အနာကအကျိုးလည်းရနိုင်တယ်အဲ့ဒီကောင်းကျိုးနှမျိုးကိုရအောင်ယူနိုင်တဲ့ပုဂ္ဂိုလ်ဟာလူလိမ္မာပညာရှိပဲတဲ့လူလောကမှာတချို့ကပစ္စုပန်ကောင်းကျိုးတော့ရအောင်ယူတတ်ပါရဲ့ထိုသူရယူတဲ့ပစ္စုပန်ကောင်းကျိုးဟာအနာဂတ်အတွက်တော့အဆိုးဖြစ်နေတတ်သေးတယ်နောက်ဘဝအတွက်အဆိုးဖြစ်နေတတ်တယ်ဒီဘဝတော့သူကကောင်းတယ်နောက်ဘဝအတွက်ကျတော့အဆိုးဖြစ်တယ်ဆိုပါစို့သူတော်ကပိုင်တဲ့ပစ္စည်းကိုမရရအောင်ရှာဖွေတတ်တဲ့ပုဂ္ဂိုလ်တရားသို့မဟုတ်စီးပွားဖြစ်အောင်ဖြစ်တဲ့နည်းနဲ့စီးပွားကိုမရရအောင်ရှာတဲ့ပုဂ္ဂိုလ်တရားတဲ့နည်းနဲ့ရောမတရားတဲ့နည်းနဲ့ရောစီးပွားတော့ဖြစ်အောင်ရှာတတ်တယ်ကောင်းတယ်ဒီဘဝတော့အကျိုးစီးပွားတွေရတယ်သို့တော့တမလွန်ဘဝအတွက်ကြတော့မကောင်းပြန်ဘူးတစ်ဖက်ဖက်အကျိုးရတယ်လို့ပြောအောင်အဲ့ဒါဟာလူလိမ္မာပညာရှိလို့မခေါ်သေးဘူးတဲ့မြတ်စွာဘုရားကအန္တသုတ်တံမှာဟောထားတာလူလိမ္မာပညာရှိမှာအမြင်နှမျိုးရှိရမယ်ဓမ္မဘက်ဆုံးလူလောကလူတွေမှာကြည့်မျက်စိနှလုံးရှိတယ်အဲ့ဒီမျက်စိနှလုံးရှိတာပဂတိမျက်စိနှလုံးရှိတယ်လို့ပဲဉာဏ်မျက်စိလည်းနှလုံးရှိဖို့လိုအပ်တယ်
ဆိုလိုတာကဘက်စုံကြည့်ထားရမယ်လို့ဒီလိုပြောတာဉာဏ်မျက်စိနှလုံးဆိုတာဘာပြောတာတော့ဆိုရင်လူဘဝရောက်လာလို့ရှိရင်စာဝတ်နေရေးပြည့်စုံအောင်စီးပွားရေးမျက်စိလည်းရှိရမယ်တဲ့စီးပွားရေးပညာလည်းတတ်ရမယ်ဆိုလိုတာကလှုပ်ရှားကြိုင်စားတရားနိလန်းကြကြလှုပ်ရှားကြိုင်စားစီးပွားရှာတတ်ရမရသေးတဲ့စီစဉ်ဥစ္စာတွေရအောင်ရပြီးသားစီစဉ်ဥစ္စာတွေတိုးပွားအောင်လိမ္မာကျွမ်းကျင်စွာဆောင်ရွက်နိုင်စွာရှိရမယ်တဲ့နောက်တစ်ဖက်ကပါလဲလို့ဆိုရင်အပြစ်ရှိတဲ့အရာအပြစ်မရှိတဲ့အရာကုသိုလ်နဲ့အကုသိုလ်ဒီနှမျိုးကိုခွဲခြားသိတတ်တဲ့ပညာလည်းရှိရမယ်ဆိုလိုတာကစီးပွားလည်းရှာတတ်ရမယ်ကုသိုလ်အကုသိုလ်ကိုလည်းနားလည်ရမယ်ဒီပညာမျက်စိနှမျိုးရှိဖို့လိုတယ်တဲ့ဆိုပါစို့စီးပွားဥစ္စာသာရှာတတ်ပြီးတော့ကုသိုလ်ရေးရပညာမျက်စိမရှိဘူးဆိုရင်ဘာဖြစ်တတ်တော့ဆိုရင်စီးပွားဥစ္စာရရင်ပြီးရောဘယ်နည်းနဲ့ရပစ္စည်းဥစ္စာကိုရှာဖွေတတ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒီဘဝမှာတော့ကောင်းကျိုးချမ်းသာတွေရကောင်းရနိုင်တော်လဲပဲနောက်ဘဝအတွက်ကတော့ကောင်းတာတစ်ခုမှမပါတော့ဘူးအဲ့ဒီလိုမဖြစ်စေပဲနဲ့ဒီနှစ်ခုကိုညှိရမယ်စီးပွားဘက်ကလည်းတိုးတက်ရမယ်ကိုချင်းတရားဘက်ကလည်းတိုးတက်ရစီးပွားရေးပညာလည်းရှိတယ်ကိုချင်းတရားပညာလည်းရှိရမယ်အဲ့ဒီနှစ်မျိုးဟာအပြန်အလှန်ထိညှိပြီးတော့လူလောကမှာအတ္တမွေးဝမ်းကြောင်းပြုတတ်တဲ့ပုဂ္ဂိုလ်မှာတကယ်လူလိမ္မာပညာရှိလို့ဒီလိုသတ်မှတ်ရတယ်တဲ့ဒါလောကီပိုင်းဆိုင်ရာလူလိမ္မာပညာရှိလို့ပြောတာအဲ့တော့လူလိမ္မာပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေမှာစိတ်သဘောထားကလည်းအမတန်မှရိုးဖြောင်းတယ်ဘယ်တော့မှကောက်ကျစ်ဆင်းလဲတာသူတို့မှမရှိဘူးအမတန်မှရိုးဖြောင်းကြတယ်မြတ်စွာဘုရားအလောင်းတော်နန်းတော်ကထွက်ခွာလာပြီးတော့မကရတိုင်းကိုရောက်ရည်ရွယ်ချက်ကဘာတော့လို့ဆိုရင်အနုတ္တရံတန္တိဝရပဒံပရိယေသမဆိုတဲ့စကားအတိုင်းအမတန်ငြိမ်းချမ်းတဲ့မတရားနိဗ္ဗာန်ကိုတွေ့အောင်ရှာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဘုရားအလောင်းတော်ဟာထိခိုက်စိတ်ကိုဆွန့်လွတ်ပြီးတော့ထွက်ခွာပြီးတော့လာခဲ့တယ်အဲ့လိုထွက်လာတဲ့အခါမှာဘယ်နည်းနဲ့ရအောင်ရှာမလဲသူတော်ကောင်းတွေကိုစိတ်ကတ်တယ်အဲ့ဒီခေတ်ကကြော်ကြားတဲ့ဆရာကြီးတွေစိတ်ကတ်တယ်စိတ်ကတ်ပြီးတော့သူတို့စီကတရားဓမ္မတွေသင်ယူတယ်လက်တွေ့ကျင့်သုံးတယ်အဲ့ဒီထဲမှာအလွန်ထူးခြားတဲ့ပုဂ္ဂိုလ်ကြီးနှစ်ဦးရှိတယ်မကရတိုင်းမှာတဦးကဘာလို့ဆိုလို့ရှိရင်အာလာရကာလမဆိုတဲ့ဆရာကြီးပဲအဲ့ဒီအာလာရကာလမဆိုတဲ့ဆရာကြီးဟာသမထကျင့်စဉ်တစ်ခုကိုပေါက်ပေါက်ရောက်ရောက်ကျင့်ထားတာသူကဘယ်အဆင့်ထိရောက်အောင်တုံးဆို9ဆင့်ထိအောင်ပေါက်ရောက်ထားတာအားလုံးရှိတာ10ဆင့်ရှိတယ်10ဆင့်ထဲမှာသူ9ဆင့်ထိအောင်ပေါက်ရောက်တာသူရဲ့တမာတိစွမ်းအားဟာအကိဉ္စညာယတနာလို့ခေါ်တယ်အမတမခိုင်မာပြီးတော့အမတမတည်ငြိမ်တဲ့တမာတိတရားအတံပလံကတော့နှောက်ယှက်မှုမပြုနိုင်တဲ့တမာတိစွမ်းအားသူရှိတယ်ဘလောက်ထိအောင်သူတမာတိကောင်းတယ်လဲလို့ဆိုလို့ရှိရင်အဲ့ဒီဆရာကြီးကလမ်းဘေးသစ်ပင်အောက်မှာတရားထိုင်နေတယ်တဘာပတ်ဝင်စားနေတယ်အဲ့ဒီတမာတိနဲ့တီးနေတဲ့အချိန်မှာသူ့နားလေးကနေပြီးတော့လှဲပေါင်း900ဖြတ်ပြီးတော့မောင်းသွားတာလှဲသမားတွေဆိုတာတိုးတိုးတိတ်တိတ်မောင်းတာမဟုတ်ဘူးနွားတွေကိုလည်းရိုက်အော်ကြဟစ်ကြဆဲကြဆိုကြနဲ့ဒီလိုမောင်းသွားတာလှဲပေါင်း900သူနားကကပ်ပြီးတော့ဖြတ်သွားတာသူမသိလိုက်ဘူးတဲ့မြင်လည်းမမြင်လိုက်ဘူးသိလည်းမသိလိုက်ဘူးကြားလည်းမကြားလိုက်ဘူးတဲ့ဘာဖြစ်လို့အဲ့ဒီလိုဖြစ်ရတာတော့ဆိုတော့သူ့စိတ်ဟာအာယုတစ်ခုတည်းပေါ်မှာထားလိုက်တာတကယ်တော့အိပ်ပျော်နေတာလည်းမဟုတ်ဘူးသူအသိရှိနေတယ်ဘလောက်ဆူညံတဲ့အတန်ပဲဖြစ်ဖြစ်သူနားထဲမှာမကြောက်အဲ့ဒါလောက်ထိအောင်တည်ငြိမ်တဲ့စွမ်းအားရှိတဲ့တမာတိကိုရထားတဲ့ပုဂ္ဂိုလ်တို့ကြီးပဲ
သူကဘလောက်စိတ်ကောင်းရှိတယ်လဲလို့ဆိုရင်ဘုရားလောင်းကသူ့စီချင်းကပ်ပြီးတော့နီးခံတယ်နီးခံတဲ့အခါမှာသူဆရာစားမချမ်းမဲနဲ့အကုန်ဟောပြောလိုက်တာဘုရားလောင်းဆိုတာစိတ်ကအမတန်ထက်သန်တဲ့ပုဂ္ဂိုလ်ဆရာကြီးပေးတဲ့နီးအတိုင်းသူကျင့်ကြံကြိုးကိုအထောက်လိုက်တယ်တတ္တာတို့ဝီရိယတို့တတိတို့သမာဓိတို့ပညာတို့ဆိုတဲ့စွမ်းရည်တွေမြင့်တင်ပြီးတော့အထောက်လိုက်တာမကြခင်ပဲဆရာကြီးအဆင့်ရောက်သွားကြည်အာလာရကလာမဆရာကြီးဟာဘလောက်စိတ်ကောင်းရှိတုံးဆိုဘုရားလောင်းကသူရောက်သွားတဲ့အဆင့်ကိုသွားပြီးတော့ဆရာကြီးသူဒီအဆင့်ရောက်ပါပြီဆိုတာသွားပြောတာနဲ့တပြိုင်နက်လိုက်လဲကျိုးဆိုတယ်သူသိတယ်လို့ဘုရားလောင်းလည်းသိတယ်သူတတ်တယ်လို့ဘုရားလောင်းလည်းတတ်တယ်ဒါကြောင့်မို့လို့သူနဲ့တူတူဒီမှာတရားပြပါလို့ဆိုပြီးတော့ဖိတ်ခေါ်တချို့ဆိုလို့ရှိရင်တပည့်ကတောလာလို့ရှိရင်ဆရာကလက်မခံကြဘူးတိတ်ပြီးတော့ဒီဆရာကြီးကျတော့ဘုရားလောင်းကသူ့တပည့်ဖြစ်ပေမဲ့လို့သူ့အစဉ်အတန်းရလာတယ်ဆိုတာချက်ချင်းခြေနက်ကြီးလက်ခံပြီးတော့သူတို့နဲ့ဓာတ်နှိထားပြီးတော့ဆက်ဆံနိုင်တယ်ပေါ့အဲ့ဒါဟာလူလိမ္မာပညာရှိစိတ်ကောင်းရှိတဲ့သဘောတစ်ခုပဲပေါ့လောကမှာကိုယ်နဲ့ပခုံးချင်းရှင်းလာလို့ရှိရင်ခန္ဓာကြီးမရှိကြဘူးလူတွေမှာလေကိုယ်ရဲ့တာသွားမှာဆိုလဲအမတန်စိုးကြတယ်စိုးကြဟောလူလိမ္မာပညာရှိဆိုတာအဲ့ဒီပုဂ္ဂိုလ်မျိုးကြီးမှာတကယ်လူလိမ္မာပညာရှိလို့ပြောတာဒါကဓမ္မရေးရာဘက်ကကြည့်ရတာနော်နောက်တစ်ခါဥဒကရာမဗုဒ္ဓဆိုတဲ့ဆရာကြီးစီတစ်ခါရောက်သွားဥဒကရာမဗုဒ္ဓကအဲ့ဒီချိန်မှာသူကရာမဗုဒ္ဓလို့ဆိုတော့ရာမဆရာကြီးရှိသေးတယ်သူ့အထက်သူ့နာမည်ကဥဒကရာမဆရာကြီးရဲ့တပည့်ဖြစ်လို့သူ့ကိုရာမဗုဒ္ဓလို့ခေါ်တာအဲ့ဒီဘုရားလောင်းကဥဒကဆရာကြီးစီရောက်သွားတဲ့အချိန်မှာရာမဆရာကြီးကမရှိတော့ဘူးဘဝတစ်ပါးပြောင်းသွားပြီအဲ့ဒီချိန်မှာဘုရားလောင်းကချင်းကပ်ပြီးတော့မေးတယ်သူတို့ရဲ့အဆုံးအမသင်ကြားလိုပါတယ်တရားဓမ္မကျင့်ကြံကြိုးကိုအထောက်လိုပါတယ်ဆိုတော့အဲ့ဒီဥဒကဆရာကြီးကလည်းအကုန်သင်ပေးလိုက်တယ်ဘုရားလောင်းသင်ပေးလိုက်တဲ့အခါဘုရားလောင်းကသူပေးတဲ့ဤစနစ်အတိုင်းကျင့်ကြံကြိုးကိုအထောက်လိုက်တော့သမာပတ်80လမ်းဆုံးထိအောင်ရောက်သွားနေဝတင်ညာနာတင်ညာယတနာလို့ခေါ်တာပေါ့စိတ်ဟာဘလောက်တိမ်မွေ့သွားတယ်လဲလို့ဆိုရင်အမတ်တင်ညာလုံးဝပျောက်သွားတယ်သို့မဟုတ်နည်းနည်းလေးချမ်းနေသေးတယ်မရှိဘူးရှိတယ်လို့ပြောရတဲ့အနေအထားမျိုးပေါ့အဲ့ဒီနေဝတင်ညာနာတင်ညာဆိုတာအမတ်တင်ညာတွေလုံးဝမရှိတော့ဘူးလုံးလုံးကြီးမရှိတာလည်းမဟုတ်ဘူးလို့ပြောရလောက်အောင်တိမ်မွေ့သွားတဲ့အနေအထားမျိုးရအဲ့ဒီ80မြောက်ဇံကိုရပြီးတဲ့အခါကျတော့ဥဒကဆရာကြီးစီသွားတယ်ဒီအဆင့်ဟာဒါအကုန်ပဲလားလို့ဆိုဟုတ်တယ်အကုန်ပဲဥဒကဆရာကြီးကဘလောက်စိတ်ကောင်းရှိတော့ဆိုရင်ဖះလောင်းကသူ့ရဲ့တဆင့်တာသွားတယ်အဲ့ဒီအချိန်မှာသူက9ဆင့်ပဲရှိသေးတယ်80မြောက်သူမပေါက်သေးဘူးသူ့ရဲ့ဆရာရာမဆရာကြီးကသာ80မြောက်ထီအောင်ရောက်ခဲ့တာသူကမရောက်သေးဘူးဖះလောင်းကသူ့ရဲ့အရင်ရောက်သွားတဲ့အခါကျတော့သူကဘယ်လိုပြောတော့ဆိုရင်တရားဓမ္မအရာမှာဖះလောင်းကသူ့ရဲ့တာပါတယ်ဒါကြောင့်မလို့သူတို့အတွက်ဆရာတဆူလုပ်ပြီးတော့ဒီမှာနေပါလို့ဟောတပည့်ဖြစ်ရတဲ့နဲ့ဆရာတင်နိုင်တယ်ပေါ့ဒါတကယ်လူလိမ္မာပညာရှိလို့ပြောတာနော်စိတ်ကောင်းအမတန်ရှိတဲ့ဆရာကြီးနှစ်ယောက်နောက်ပိုင်းကျမှသူလည်းပဲ80မြောက်ထိအောင်ပေါက်သွားတယ်ဘုရားလောင်းကအရင်ပေါက်သွားတယ်လို့အဲ့တော့လူလိမ္မာပညာရှိဆိုတာအဲ့ဒီလိုစိတ်ကောင်းနှလုံးကောင်းရှိပြီးတော့လုံးဝအိတ်တမစ္စရိယမရှိဘဲနဲ့ပြီးစုံတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်မျိုးတွေကိုလူလိမ္မာပညာရှိလို့ပြောရတယ်မြတ်စွာဘုရားသာသနာတော်မှာပညာရှိလို့အခေါ်ခံတဲ့ပုဂ္ဂိုလ်တွေများစွာရှိတဲ့ထဲမှာရှင်သာရိပုတ္တရာဟာနံပါတ်1ပဲရှင်သာရိပုတ္တရာဟာနံပါတ်1ဘာဖြစ်လို့ရှင်သာရိပုတ္တရာကနံပါတ်1ဖြစ်ရလဲဆိုအရာရာမှာရှင်သာရိပုတ္တရာမထေရစူးစမ်းလေ့လာတဲ့သဘောရှိပညာရှိပုဂ္ဂိုလ်တွေရဲ့သင်မြင်လက္ခဏာတစ်ခုဟာပညာတတ်တဲ့ပုဂ္ဂိုလ်ပညာရှိတဲ့ပုဂ္ဂိုလ်ကိုစိတ်ကချင်တယ်စိတ်ကပြီးတော့ပညာရှိတဲ့ပုဂ္ဂိုလ်ကိုလေးစားတယ်မျက်နှိုးတယ်ဒါပညာရှိပုဂ္ဂိုလ်ရဲ့သင်မြင်လက္ခဏာတစ်ခုပဲရှင်သာရိပုတ္တရာမထေရဟာ
ညာနဲ့ပတ်သက်လာလို့ရှိရင်အဗ္ဗဓမ္မစူးစမ်းလေ့လာဓမ္မရေးရာနဲ့ပတ်သက်လာရင်စူးစမ်းလေ့လာမှုအများကြီးလုပ်တယ်သူကြည့်ပုံကိုကြည့်ပါရှင်သာရိပုတ္တရာသူ့ရဲ့ပင်ကိုနာမည်ကဥပတိတ်တလို့ခေါ်တယ်သူ့ရဲ့တငယ်ချင်းကကောလိတဆိုတာရှမောက္ကလံဖြစ်လာမဲ့ပုဂ္ဂိုလ်ပေါ့ဥပတိတ်တကောလိတဘဝမှာသူတို့နှစ်ပါးဟာတင်စရပြပိုက်လို့ဆိုတဲ့ပြပိုက်ခိုင်းထဲမှာရောက်သွားကြတယ်တရားရှာရင်သူတို့ရောက်သွားကြတာရောက်သွားပြီးတော့တရားဓမ္မရှာကြတယ်ရှာတဲ့အခါမှာကြိုးစားပန်းစားရှာတော့လဲသူတို့လိုချင်တဲ့အနှစ်သာရပြပိုက်တွေရဲ့တရားထဲမှာရှာမတွေ့ဘူးတဲ့အဲ့ဒီပြပိုက်တွေရဲ့လမ်းဆုံးဟာသူဘကိဏ္ဍာဆိုတဲ့ပြမဘုံပဲအဲ့ဒါကိုအထွတ်ထိပ်ထားကြခုခေတ်လည်းဘာသာတရားတွေရှိကြတယ်ကောင်းကင်ဘုံပြမဘုံကိုပဲအထွတ်ထိပ်ထားပြီးတော့ကောင်းကင်ဘုံကိုလက်ညှိုးထိုးကြရတာအဲ့တော့နိဗ္ဗာန်ဆိုတာကြတော့အဲ့ဒီလိုကောင်းကင်ဘုံကိုပြောတာမဟုတ်ဘူးအဲ့ဒီပြပိုက်တွေရဲ့ကောင်းကင်ဘုံဆိုတာလည်းပဲသူဘကိဏ္ဍာဆိုတဲ့ပြမဘုံသူတို့ဟာပန်းနိုင်ပဲအဲ့ဒီမှာဒီမှာရှင်သာရိပုတ္တရာရှမောက္ကလံတို့ရဲ့အလောင်းဖြစ်တဲ့ဥပတိတ်တကောလိတတို့ဟာသိဉ္စရဆရာကြီးထံမှာနီးခံပြီးတော့သင်ကြတယ်သင်တဲ့အခါမှာသူတို့ကျင့်အားရမှုမရဘူးသူတို့လိုချင်တဲ့ဓမ္မအသိမဟုတ်သေးဘူးတဲ့ဒါကြောင့်ဓမ္မအသိကိုဆက်လက်ပြီးတော့ရှာဖွေကြတယ်မြတ်စွာဘုရားထံကနေပြီးတော့ဓမ္မစကြာတရားကိုနာလို့တရားဓမ္မတွေကျင့်ကြံကြိုးကုန်အထုတ်လို့ဓမ္မစကြာတရားဟောပြီးတဲ့နောက်9ရက်မြောက်မှာအနတ္တလက္ခဏာတုတ်ကိုနာရင်ကနေပြီးတော့ယဟန္တာဖြစ်လာတဲ့ပစ္စဝေကိ5ပါးထဲမှာအငယ်ဆုံးဖြစ်တဲ့ရှင်အတ္တစီနဲ့တွေ့ရာဇဂိုမြို့တနေရာမှာရှင်အတ္တစီနဲ့တွေ့တဲ့အခါလူလိမ္မာပညာရှိတွေဆိုတာသူတို့လိမ္မာပတ်တ်တယ်လူတယောက်မြင်လိုက်တာနဲ့သူတို့အကဲခတ်တယ်ရှင်အတ္တစီမြင်လိုက်တာနဲ့သူကအကဲခတ်တယ်သွားပုံလာပုံအမူအရာကြည့်လိုက်တာနဲ့ဒီပုဂ္ဂိုလ်ဟာပုဂ္ဂိုလ်မြတ်ဖြစ်ရမယ်သူ့ရဲ့နှလုံးသားမှာထူးခြားတဲ့တရားတွေကိန်းဝနေတာဖြစ်ရမယ်ဆိုတာလူလိမ္မာပညာရှိများကအတတ်သိတယ်ပေါ့ဒါကြောင့်မို့ရှင်အတ္တစီနောက်ကနေပြီးတော့လိုက်သွားတယ်ရှင်အတ္တစီကဆွမ်းခံပြီးတော့ဆရာကလေးတစ်ဆောင်ပေါ်မှာတက်ဆွမ်းဖုံးပေးအနိနာကသူ့ထဲမှာပါလာတဲ့ရေကရားကရေလေးတွေငှဲ့ပြီးတော့ရှင်အတ္တစီကိုဝကြိုးငယ်ပြုတ်ပြီးတော့ဗာမေးလေလို့ဆိုရင်အရှင်ဘုရားဆရာကဘာလို့လဲဘုသူတရားကိုအရှင်ဘုရားနှစ်သက်တယ်လေအဲ့ဒီဆရာကဘာတွေဟောတယ်လဲဆိုတော့သူစူးစမ်းလေ့လာတဲ့အခါမှာရှင်အတ္တစီကသစ္စာလေးပါးကိုအတူချုံပြီးတော့ပြောပြလိုက်တယ်အကြောင်းတရားနဲ့အကျိုးတရားတွေခြုံငိမ့်သွားလို့ရှိရင်အကျိုးတရားတွေလည်းခြုံငိမ့်သွားတယ်ဆိုတဲ့သဘောအဲ့ဒီလိုခြုံငိမ့်ဖို့ရာအတွက်ချင့်စဉ်တစ်ခုရှိတယ်ဆိုတဲ့အကြောင်းဒုက္ခသမုဒယនិရောဓမေဃလို့ဆိုတဲ့သစ္စာလေးပါးကိုအချင်းချင်းရှင်းပြလိုက်တာနဲ့ပဲရှင်သာရိပုတ္တရာရဲ့အလောင်းဖြစ်တဲ့ဥပတိတ္တပြပိုက်ဟာတန်တရားတွေကင်းသွားပြီးတော့သောတပတ္တိမဲ့သောတပတ္တိဖို့ဆိုတာတန်တရားကင်းခြင်းအမြင်မှန်ခြင်းဆိုတဲ့အရေးချင်းတစ်ခုကိုအောင်မြင်မြင်ရရှိသွားတယ်သောတပန်ဖြစ်သွားတယ်ပေါ့ရှင်းနှက်လိုက်တာဝမ်းသာလိုက်တာဓမ္မအမြင်နဲ့ပတ်သက်ပြီးတော့အပ္ပဒမရှင်းနှက်လို့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ကောလိတကိုလည်းထပ်မံရှင်းပြီးတော့ပြောတယ်ကောလိတပြပိုက်ကလည်းပဲသူပြောပြတာနားထောင်ရင်းကနေပြီးသူလည်းသောတပန်ဖြစ်သွားကြအဲ့ဒါလို့သောတပန်ဖြစ်သွားပြီးတော့တငယ်ချင်း2ယောက်ဟာဒီတရားကမှသူတို့ရှားနေတဲ့တရားအစစ်ဖြစ်တယ်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာဒီလိုဆုံးဖြတ်နိုင်စွမ်းရှိလာတယ်ပေါ့ကဘာပေါင်းမြောက်များစွာသူတို့ရှားလာတာဒီတရားပဲအဲ့တော့ဒီတရားကိုခေါ်တဲ့မြတ်စွာဘုရားထံသွားကြမယ်ပညာရှိသူတော်ကောင်းဆိုတာအမှန်တမ်းစိတ်ကောင်းရလည်းရှိတယ်စိတ်ကောင်းရှိတော့သူတို့ကိုကြည့်ရှုစောင့်ရှောက်ပြီးတော့ပညာသင်ပေးခဲ့တဲ့သိဉ္စရဆရာကြီးကိုသူတို့ကရှင်သာရိပုတ္တရာအလောင်းဥပတိတ္တသူတို့လိုပဲအသိဉာဏ်တွေကိုရစေခြင်းဒါကြောင့်မို့ဆရာကြီးစီသွားတာပေါ့သွားပြီးတော့ဆရာကြီးကိုတရားဓုတရားမြတ်အကြောင်းရှင်းပြောတယ်ရှင်းပြောတဲ့အခါကျတော့ဆရာကြီးကသူက
ပရပိုက်တွေအလုံးရဲ့ဆရာတဆူလုံးနေတာဖြစ်တဲ့အတွက်ကြောင့်တပည့်မခံနိုင်ဘူးတပည့်မခံနိုင်ဘူးအဲ့တော့အဲ့လိုပုဂ္ဂိုလ်မျိုးကြတော့သူကပညာရှိလို့မခေါ်နိုင်ဘူးပညာရှိလို့မခေါ်နိုင်ဘာဖြစ်လို့တော့ဆိုတော့ तू လုံလောက်အောင်ပညာမရှိဘူး तू သင်ထားလို့သိတာပဲရှိတယ်ပညာတော့မရှိဘူးလို့ဒီလိုပြောရအောင် သူအတွေးတွေလွဲမှားနေတယ်အသိပညာဓမ္မနဲ့ပတ်သက်တဲ့ပညာသူ့မှာမရှိသည့်အတွက်ကြောင့်မလိုက်လို့ဘူးညင်းပယ်တယ်။ဘာပြောလိုက်တုံးဆိုရင် तू ကသူများတွေကိုညွန်ပြနေတဲ့ဆရာလုပ်ပြီးမှသူများတစ်ဖက်မခံနိုင်ဘူးဆိုတဲ့အပြောမျိုးပြောလိုက်။ဥပမာနဲ့ပြောတဲ့အခါကျတော့ရေလောင်အိုးကြီးလုံနေပြီးတော့မှရေလောင်အိုးငယ်လေးတော့မလုပ်ချင်ဘူးပေါ့လေ။ဖះစီလိုက်မယ်ဆိုရင် तू ကရေလောင်တဲ့အိုးငယ်လေးတစ်ခုဖြစ်မှာပေါ့။အဲ့ဒီတော့ရှင်သာရိပုတ္တရာကအလောင်းဥပဋိတပရပိုက်ကပြောတယ်လောကမှာဖះပွင့်လို့အမှန်တရားတွေဟောနေပြီဆရာကြီးမလိုက်ဘူးဆိုလို့ရှိရင်ဆရာကြီးနားမှာလူရှိမှာမဟုတ်တော့ဘူးအလုံးဟာအမှန်တရားကိုလိုက်ကြမှာရိုးရိုးသားသားပြောလိုက်တာသို့တော့ဆရာကြီးကဘာပြန်ပြောတော့ဆိုရင်အေးငါမေးမယ်တဲ့လောကမှာလူဆိုးလူမိုက်နဲ့လူလိမ္မာပညာရှိဘယ်သူကများတော့လို့မေးတော့ဟောလူဆိုးလူမိုက်တွေကပဲများပါတယ်လူလိမ္မာပညာရှိဆိုတာအလွန်နည်းတယ်အေးအဲ့ဒါလို့ဆိုရင်လူလိမ္မာပညာရှိတွေယဟန်ကောရမစီသွားကြလိမ့်မယ်လူဆိုးလူမိုက်တွေငါစီမှာကြံရလိမ့်အမြဲတမ်းငါစီကတော့လူများမှာပဲလို့သူကဒီလိုပြောလိုက်တယ်အဲ့တော့အဆိုးဘက်ကပဲအမြဲတမ်းတွက်တယ်အကောင်းဘက်ကိုမတွက်နိုင်နော်ကောင်းဘက်ကိုမတွက်နိုင်ခုနကဥဒကရာမဗုဒ္ဓတို့အာလာရဂါလာမတို့စိတ်နေသဘောထားနဲ့အမတန်ကွာခြားတယ်ပေါ့ဒီဆရာကြီးကဒါကြောင့်မို့လို့မိစ္ဆာဒိဋ္ဌိဆရာကြီး6ဦးဟာဘဝမှာအဆုံးသတ်မကောင်းကြဘူးတဲ့သူတို့ကိုသူတော်ကောင်းလို့သတ်မှတ်ထားပေမဲ့လို့သူတို့ဟာတကယ်လူလိမ္မာပညာရှိဆိုတဲ့စိတ်ရင်းထဲမှာမဝင်ဘူးတဲ့အယူဆွဲကြီးမားတဲ့ပုဂ္ဂိုလ်လေးဖြစ်တယ်ဆရာလောက်တိုင်းပညာရှိမဖြစ်ဘူးနော်သူများကိုဆရာလုပ်နေတိုင်းပညာရှိဆိုတာမဖြစ်ဘူးတဲ့တကယ်ကိုပညာရှိဆိုတာအမှားအမှန်ကိုဆုံးဖြတ်နိုင်စွမ်းရှိပါတကယ်ပညာရှိတဲ့အဲ့တော့ရှင်သာရိပုတ္တရာတို့ဟာမြတ်စွာဘုရားရဲ့တပည့်ခံဖို့အတွက်တငယ်ချင်း2ယောက်ဘုရားသာသနာကိုဝင်လိုက်ကြဝင်လိုက်တဲ့အခါကျတော့ဥပတိတ္တဆိုတဲ့နာမည်တို့ကောဏိတဆိုတဲ့နာမည်တွေကိုလေးစားရတဲ့ပုဂ္ဂိုလ်တွေဖြစ်တော့ကြောင့်နာမည်ကိုတိုက်ရိုက်မခေါ်ကြတော့ဘူးသာသနာတော်မှာဒါလေးစားသမှုပြုပြီးတော့ခေါ်တဲ့သဘောမျိုးပဲဆိုပါစို့မြန်မာနိုင်ငံမှာလည်းပဲကျောင်းတိုင်ဆရာတော်ကြီးတွေရဲ့ဖွဲ့ကိုခေါ်လေးမရှိကြဘူးခေါ်လေးမရှိပဲနဲ့ဘယ်ကျောင်းဆရာတော်ကျောင်းဆရာတော်တောင်ကျောင်းဆရာတော်မြောက်ကျောင်းဆရာတော်ဆိုတဲ့အခေါ်မျိုးနဲ့ခေါ်ကြတယ်ထို့တူပဲရှင်သာရိပုတ္တရာတို့ရှင်မောက္ကလံဥပဋိတ္တတို့ကောလိတတို့ဆိုတဲ့ဒီပုဂ္ဂိုလ်တို့သာသနာပေါင်းရောက်လာလို့ထူးခြားထက်မြက်တဲ့ပုဂ္ဂိုလ်တွေဖြစ်လာလို့မြတ်စွာဘုရားရဲ့လက်ရရန်လက်ဝဲရန်တွေဖြစ်လာတဲ့အခါမှာတန်ဃာတွေကလေးစားတဲ့အနေနဲ့ဥပဋိတ္တကိုမိခင်နာမည်နဲ့တွဲဖက်ပြီးသာရိပုတ္တဒေါတာရီရဲ့သားတော်ဆိုတဲ့အနေနဲ့ခေါ်တယ်ကောလိတကိုမောက္ခလာနာအနွယ်နာမည်နဲ့ခေါ်လိုက်ကြတယ်ပေါ့ဒါလေးစားသမှုပြုပြီးတော့ခေါ်တဲ့အခေါ်မျိုးတွေပေါ့အဲ့တော့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလံတို့ဖြစ်လာတဲ့အခါမှာမြတ်စွာဘုရားထံရောက်လာကြရောက်လာပြီးတော့ဘုရားပေးတဲ့ကမ္မထံတရားကိုဆက်လက်ပြီးတော့အားထုတ်ကြတယ်သောတပန်ပုဂ္ဂိုလ်တွေဖြစ်တဲ့ဝိပဿနာနဲ့တဂရဂံဖြစ်ဖို့ဝိပဿနာမတူဘူးအစစ်မြင့်လာတယ်တဂရဂံဖြစ်ပြီးရင်အနာဂံဖြစ်မဲ့ဝိပဿနာကျင့်စဉ်မျိုးကျင့်ရအနာဂံဖြစ်ပြီးရင်လည်းယဟန္တာဖြစ်မဲ့ဝိပဿနာကျင့်စဉ်မျိုးကိုကျင့်ရတယ်စက်တိုက်ဖြစ်တယ်လို့ဆိုပေမဲ့လို့ဝိပဿနာကျင့်စဉ်နဲ့ပဲသွားတယ်ဒီတိုင်းဖြစ်တာမဟုတ်ဘူးသောတာပန်ဖြစ်ပြီးတဂရဂံအနာဂံယဟန္တာဒီလိုတန်းဖြစ်သွားတာမဟုတ်ဘူးဈာထဲမှာဝိပဿနာဉာဏ်နဲ့သွားတာပဲအကုန်လုံးအဲ့တော့သောတာပန်ဖြစ်ပြီးတော့တဂရဂံအနာဂံယဟန္တာဖြစ်ဖို့ဝိပဿနာကျင့်စဉ်တွေကိုကျင့်ကြတယ်ရှင်မောက္ကလံကလည်းကျင့်တယ်ရှင်သာရိပုတ္တရာလည်းကျင့်တယ်ကျင့်တဲ့အခါမှာရှင်မောက္ကလံကတော့
တမာတိစွမ်းအားကိုဦးစားပေးပြီးတော့သူကကျင့်တယ်